ရုန်းကန်ရတဲ့ခုမျိုးဆက်တထေးဖွဲယူလို့လိုက်သွားရင်ဝမ်းနဲ့ဝမ်းသာဖြစ်မိတယ်။ဝမ်းနေတဲ့အကြောင်းကဂုံတူး၅ဘာသာနဲ့အောင်ခဲ့ပြီး MTU ဒုတိယနှစ်နဲ့ဆက်မတက်လိုက်ရပဲအခုအိမ်ကူလုံနေရတဲ့ကိုအတွက်ဝမ်းသာတာကကိုမြန်မာတွေဖွဲယူနေကြတာအများကြီးတွေ့ရလို့ဆိုပြီးလူမှုကွန်ရက်မှာတင်ထားတဲ့စာလေးကိုဖတ်ပြီးတော့စိတ်ထဲခံစားမိရင်ကတစ်ဆက်တည်းမှာအခုခေတ်မျိုးဆက်လူငယ်လေးတွေရင်ဆိုင်ဖြတ်သန်းနေရတဲ့အခြေအနေအသီးသီးကိုမြင်အောင်နေမိတယ်။2021ခုနှစ်ကစပြီးအဓိကရင်ဆိုင်လိုက်ရတာကပညာသင်ယူခွင့်ဆုံးရှုံးကြရတာပါ။အခြေအနေမပြတ်ကျောင်းတက်ဘွဲ့ယူအလုပ်ဝင်ကြရသူလူငယ်စုရဲ့ပြည်ပမှာကျောင်းတက်နိုင်ကြတဲ့ငွေကြေးတက်နိုင်သူတွေမပါတဲ့တိုင်းပြည်ရဲ့အများစုလူငယ်တွေဖြစ်ပါတယ်။ပညာရေးရပ်တန့်သွားပြီးမိသားစုတာဝန်သားမကကိုဘဝရည်တည်နိုင်ရေးအတွက်ဝင်ငွေရမယ့်အလုပ်တွေလုပ်ကိုင်ကြရတယ်။တိုင်းပြည်ရဲ့စနစ်ပြောင်းလဲသွားတဲ့အတွက်ထွက်ခွာသွားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့်အလုပ်ကိုင်ရှားပါးရာကပြည်ပကိုထွက်ပြီးအလုပ်လုပ်ကြရတယ်။ဒီမှာနေမဲ့ကြံခဲ့တဲ့9နှစ်ကအပူပင်ကင်းကင်းနေခဲ့ရတဲ့ဘဝတွေရှက်သွားခဲ့ရတယ်။ Generation Z တွေဖြစ်တဲ့ဒီလူငယ်တွေဟာ Digital ခေတ်နဲ့အတူကြီးပြင်းလာတဲ့မျိုးဆက်ဖြစ်တယ်။ Internet, Smartphone, Social Media တွေနဲ့အတူကြီးပြင်းလာတဲ့ပထမဆုံးမျိုးဆက်တွေကတစ်ခု။ Facebook, YouTube, TikTok, Instagram စတာတွေကိုနေ့စဉ်အသုံးများကြတယ်။ Technology နဲ့သိကိုရှင်းနေကြတယ်။ကိုယ့်အမြင်ကိုယ်ခန်းစားချက်ကိုတိုက်ရိုက်ပြောတတ်တယ်။အလုပ်ရွေးရမှာလစာတစ်ခုတည်းမဟုတ်ပဲ freedom, work-life balance, mental health စတာတွေကိုလည်းအရေးထားတတ်တယ်။ trend အသစ်တွေ online culture တွေကိုမြင်မြန်လက်ခံတတ်တယ်။ပြောရမယ်ဆိုရင်အရင်မျိုးဆက်တွေလိုကိုနေထိုင်ရာကိုနေရတာကဘာကြီးလို့ထင်တလုံးခင်မဟုတ်တော့ပဲလွတ်လပ်ပွင့်လင်းစွာကြီးပြင်းလာကြကဘာကြီးကိုလွှမ်းခြုံမြင်နေကြသူတွေဖြစ်နေကြပြီ။ဘာသာစကားရဲ့အရေးပါပုံကိုသိရှိပြီးအလွယ်တကူလဲသင်ယူခွင့်ရရှိကြသူတွေဖြစ်တယ်။သူတို့ထံကနေမိဘတွေကနည်းပညာလူမှုဆက်သွယ်ရေးစတာတွေကိုပြန်လည်သင်ယူနေကြရပြီ။
တရောတန်နဲ့အတူမဟာဗန္ဓုလဘန်းချန်တွေကလွင့်ပြန်လာတဲ့သချင်းသံဝိုင်းဖွဲ့နားထောင်နေသူတွေနဲ့ကြားရသူအဖို့စိတ်ချမ်းမြေ့စေတဲ့ဂီတသံ2016ခုနှစ်2018ခုနှစ်လောက်ကပေါ့အပတ်စဉ်အလုံးနာရဲ့စနေတနင်္ဂနွေနေ့ဒီမှာအများသူကအပန်းဖြေရာပန်းချံမှာလူငယ်တွေရဲ့ဂီတဖျော်ဖြေတင်ဆက်မှုတွေသူတို့ရဲ့နှလုံးသားကထွက်ပေါ်လာတဲ့အမှုပညာဖန်တီးမှုပကြီးဓာတ်ပုံပြပွဲတွေကိုလွတ်လွတ်လပ်လပ်ဖန်တီးခွင့်ရကြသလိုပြည်သူတွေလွတ်လွတ်လပ်လပ်ကြီးစုဝေဖန်သုံးသပ်ခန်းစားနားဆင်ခွင့်ရကြတယ်။ပြည်သူအချင်းချင်းကူညီကြတာလက်မနှေးကြစာသင်ခွင့်မရကြတဲ့ကလေးတွေကိုစာသင်နိုင်အောင်ကူညီကြတယ်။မီးပွိုင်းလမ်းစုံလမ်းကွာမှာပန်းရောက်နေတဲ့ကလေးတွေစာသင်ခွင့်ရအောင်လူငယ်လေးတချို့ကပန်းကူရောင်းပြီးတချို့ကစာသင်ပေးကြတယ်။အင်မတန်မှချစ်စရာကောင်းတဲ့အလေးထားတွေမြို့ရွာနှံ့ကလူငယ်တွေလက်ဆင့်ကမ်းလာကြတယ်။ပိုရှန်နေသူတွေထံကအသုံးမလိုတာတွေကိုယူပြီးလိုအပ်နေသူတွေကိုမျှဝေပေးကြတယ်။ပရဟိတစိတ်ဝင်စားသူကပရဟိတနိုင်ငံရေးစိတ်ဝင်စားသူကကျောင်းသားသမဂ္ဂအဖွဲ့တွေဝင်ရောက်ကြတယ်။ရန်ကုန်တက္ကသိုလ်အပါအဝင်တက္ကသိုလ်တိုင်းမှာသမဂ္ဂအဖွဲ့တွေဖွဲ့ကြအခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေရှိလာနောက်ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာကျောင်းသားသမဂ္ဂရုံးခန်းဖွင့်ခွင့်ရလာကြတယ်။အခွင့်အရေးဆိုတာကိုရရမယ်မရရင်တောင်းဆိုရမယ်ဆိုတာသူတို့အဖို့အထူးတလဲမဟုတ်တော့ကမ္ဘာလုံးဆိုင်ရာအတွေးခေါ်တွေအသည့်အမြင်တွေအပြည့်နဲ့ပေါ့ပညာရေးမှာဆိုရင်နိုင်ငံတကာမှာအရေးကြီးဆုံးအဖြစ်အဓိကထားပေမဲ့မြန်မာပြည်မှာနာမည်သားရှိပြီးလက်တွေ့မလုံနိုင်တဲ့သုတေသနလုပ်ငန်းတွေစတင်အစပြုပြီးပညာရေးဖွံ့ဖြိုးမှုပွဲတော်တွေမှာဘာသာရေးအလိုက်သုတေသနပြုထားတဲ့အခန်းကဏ္ဍတွေပြသလာနိုင်တယ်လို့တက္ကသိုလ်အသီးသီးမှာသုတေသနတွေစတင်နေကြပြီရုတ်တရက်တိုင်းပြည်အာဏာကိုလူခံလိုက်ရတဲ့အခါဒီလူငယ်တွေအားလုံးနီးလန်းအသွယ်သွယ်ကနေပြန်လဲတုံ့ပြန်ရင်ပညာရေးကိုနားပြီးလက်နက်ကင်ရသူတွေတတ်ထားတဲ့ပညာနဲ့တော်လှန်ရေးအတွက်တောင်းတနေရာကနေကူညီသူတွေတော်လှန်ရေးမှာကိုယ်တိုင်မပါပေမဲ့လေဓမ္မနဲ့အဓမ္မမှာမဟုတ်မမှန်တဲ့ဘက်ကမလိုက်နိုင်လို့ဆိုပြီးမတရားတဲ့သူတွေဘက်မပါခြင်းတဲ့အတွက်ကိုယ်အနာဂတ်ကိုရက်လိုက်သူတွေမတရားမှန်းသိပေမဲ့မိသားစုအခက်အခဲကြောင့်အလုပ်လုပ်ကြရသူတွေဘာနိုင်ငံရေးမှာစိတ်မဝင်စားဘယ်ဘက်ရဲမရှိတော့လေရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေကြောင့်ပညာရေးခါဆက်ပြတ်သွားသူအလုပ်လက်မဲ့ဖြစ်သွားသူစသဖြင့်လူငယ်တွေရဲ့အနာဂတ်တွေဟာပြောင်းလဲသွားကြရတယ်9နှစ်အတွင်းကြက်တဲလာတဲ့အခြေအနေနဲ့ခက်ခဲနေတဲ့အခြေအနေတွေကြောင့်နူးညံ့တဲ့ဂီတသံတွေအစားဆဲသံဆိုသံရံဖြစ်သံလူရက်တက်ဖြတ်ကြမ်းတမ်းသံတွေညံလာခဲ့တယ်။ပြည်ပကိုရောက်လာသူလူငယ်တွေမှလည်းကြံခဲ့တဲ့မိဘတွေရဲ့နောက်ခံပေါ်မူတည်ပြီးကြုံတွေ့ရင်ဆိုင်ကြရတယ်။ထမင်းမစားရတာရက်အတန်ကြာပြီးဖြစ်လို့ခြေရီလက်တွေတုံကလမ်းဘေးလဲနေတဲ့မြန်မာလူငယ်သတင်းကိုဖတ်ရတာမချီတင်ခဲ့ဖြစ်ရတယ်။တော်သေးတာကတောင်ကိုရီးယားနိုင်ငံမှာမြန်မာလူမှုကူညီရေးအသင်းတွေရှိနေလို့ခေါ်ယူစောင့်ရှောက်ထားနိုင်တယ်။ထိုင်းနိုင်ငံချင်းမိုင်မှာအသက်19နှစ်နဲ့20ဝန်းကျင်လူငယ်4ယောက်ကထမင်းမစားရတာကြာပြီးဗိုက်စာလုံးတော့လောက်ခလာစာမရှင်းပေးတဲ့အလုပ်ရှင်ကိုဓာတ်နဲ့ခုတ်ခါတက်ဖြတ်လိုက်တဲ့သတင်းကြားရကရင်တုံပန်းတုံဖြစ်ရတယ်။အဖြစ်ပြက်တွေကိုသိရတဲ့အခါတွေးလီရင်နှင်းရလိပဲ။အလုပ်ရှင်စီကလာစာမရတဲ့အခါစားစရာမရှိထမင်းငတ်တာရက်ကြလာတော့လူသက်တဲ့အထိဖြစ်သွားရတာ။မှတ်သားစရာရှိတာကသူတစ်ပါးတိုင်းပြည်မှာအလုပ်သွားလုပ်တော့မယ်ဆိုရင်အဲ့ဒီနိုင်ငံမှာရှိတဲ့အလုပ်သမားအရေးကူညီပေးတဲ့အဖွဲ့အစည်းနာမည်ဖုန်းနံပါတ်တွေမှတ်သားထားဖို့အခက်အခဲရှိရင်အရေးပေါ်သွားလာဆက်သွယ်ပြောဆိုလို့ရနိုင်တဲ့နေရာအနည်းဆုံးမြန်မာဘုန်းကြီးကျောင်းစသဖြင့်မှတ်သားထားတဲ့နေချင်းမိုင်မှာရောက်နေကြတာမြန်မာပြည်သားတိန်ခဏန်းရှိရမှာဒီလူ၄ယောက်ကိုအမြဲမဟုတ်ခဏတစ်ဖြုတ်ကတော့ထမင်းကျွေးနိုင်ကြပါတယ်ထိုင်းလူမျိုးတွေလည်းတနာကျင်နာတတ်သူတွေအများကြီးရှိတာဖြစ်လို့အကျိုးအကြောင်းပြောရင်ကျွေးပါတယ်မျက်စိရှိမြင်ဘူးတာကတော့ကောင်းချင်းမောင်းနဲ့အကင်ရောင်းတဲ့ဆိုင်မှာလာတောင်းတဲ့သူကိုကြကြနနသူစားတယ်လို့ဝယ်ကျွေးတာမြင်ဘူးတယ်ဖြည့်ရှင်းနိုင်မဲ့နီလန်းကိုမတွေးပဲစိတ်စေရကြောင်းမိဘတွေလည်းရှင်ကျိုးလူငယ်တွေလည်းဖွာပြက်ရတယ်ဗိုက်စာလို့ဆိုတဲ့စကားသံကိုသားသမီးတွေထံကကြားရင်မိဘတွေဟာခြေမကင်မိလက်မကင်မိဖြစ်တတ်ကြတယ်စားလောင်နေဆိုတဲ့အတန်ကိုမကြားလို့ကြဘူးသားသမီးလေးတွေကျောင်းကပြန်လာပြီးအိမ်ဝရောက်တာနဲ့အမေဗိုက်စာလိုက်တာလို့ပြောလိုက်ရင်ကိုအဝတ်စားလဲလက်ဆေးဆိုကထမင်းပွဲမြ мян ပြင်ဆင်ပေးကြတာမိဘတိုင်းပဲလေအဲ့ဒီသတင်းမှာကျွန်တော်တို့စားလောင်နေဖိုက်စားတယ်စားစရာပတ်စံမရှိဘူးဆိုတဲ့စကားသံဟာအမတန်မှကိုရင်ထဲနစ်နေရပါရောလားအိမ်မက်တွေပျောက်ဆုံးအနာဂတ်တွေလွင်ပြေကအိမ်အကူဝင်လို့ရတာစိုက်ပျိုးချံပယံစားတောက်ဆိုင်ပကံစီစားသဖြင့်အောက်ခြေအလုပ်လုပ်ရတဲ့လူငယ်တွေမကပါဘူးအဆင်ပြေတဲ့မိသားစုတွေတောင်မှတကွဲတပြားစီခွဲနေကြရတယ်မလုံခြုံတဲ့အခြေအနေတွေကြောင့်အ ਨੇ ဆုံးအိမ်ကြီးချင်းထိုင်းကိုပို့ပြီးနေစီရတယ်တကယ်ချင်းတယောက်ကပြောတယ်သူ့တကယ်ချင်းကအော်ဒူသားမိတွေအခြေကျပြီးအောင်မိတာဘဝကလည်းလို့ညီတော့တကယ်ချင်းဖြစ်သူကတို့လိုအိုကြီးအိုမတွေတောင်ဒီအသက်အရွယ်အခြေပြတ်ရတာ
ဒီကလေးတွေစိုးပွဲမရှိဘူးလို့ပြောလိုက်တယ်တဲ့ဒါဟာဒီနေ့ကာလမင်းအောင်လှိုင်အာဏာသိမ်းလိုက်ပြီးဖြစ်လာတဲ့တိုင်းသူပြည်သားတွေရဲ့ဘဝပါပဲစင်ရဲချမ်းသာလူလက်တန်းစားကြေးလက်မြို့ပြပြည်ပပါမကျန်မြမပြည်သားမှန်သမျှရှင်ကွဲသေကွဲအိမ်မနေရစားဒုက္ခသွားဒုက္ခအစုံလင်ကိုဖြစ်စေတာတရားခံသိပြီပဲမတရားခံနေကြရတာသိပြီပဲလှုပ်ရှားကတခုသာအလုံးညီညီညွတ်ညွတ်နဲ့မြမပြည်သူအပေါင်းကိုဒုက္ခပေးနေသူကိုတက်နိုင်ရာနေရာကနေတွန်းလှန်နေဖို့ပါပဲဒါမှရုန်းကန်နေရတဲ့ခုမျိုးဆက်လွတ်မြောက်မယ်မဟုတ်ရင်ရုန်းကန်ရတဲ့နောင်မျိုးဆက်အထိရောက်သွားပါလိမ့်မယ်ခိုင်ခိုင်စောလွင်